ယ်အရာတွေကတင့်ကိုခက်ခဲပြီးစိတ်အားလျှော့စေခဲ့တာလဲတချို့အရာတွေကတင့်ကိုနာကျင်စေခဲ့မယ် Part 2 Challenges and Lessons စိန်ခေါ်မှုတွေရရှိခဲ့တဲ့သင်ခန်းစာတွေပါအခုအချိန်ကတော့ကျွန်တော်တို့ရရှိခဲ့တဲ့သင်ခန်းစာတွေကိုကိုအယူသားဆုံးပြန်လည်သုံးသပ်ရမယ့်အချိန်ဖြစ်ပါတယ်။ဘယ်အရာတွေကတင့်ကိုခက်ခဲပြီးစိတ်အားလျှော့စေခဲ့တာလဲတချို့အရာတွေကတင့်ကိုနာကျင်စေခဲ့မယ်လူတွေရဲ့သစ္စာဖောက်မှုပြတ်သွားတဲ့ relationship တွေကျဲသွားတဲ့ဆက်ဆံရေးတွေအဆင်မပြေတဲ့လူမှုဆက်ဆံရေးတွေဖြစ်တင်ဝေဖန်တဲ့တွေအလုပ်ဖိအားငွေကြီးပြဿနာမိသားစုဖိအားကိုမယုံကြည်ဘူးတနည်းများတဲ့စိတ်ဒါတွေဟာတမျိုးမျိုးနဲ့တော့ကျွန်တော်တို့ရဲ့စိတ်ကိုနာကျင်စေပါတယ်ဒါပေမဲ့ဒီနာကျင်မှုတွေစိတ်ကြုံမှုတွေကိုကျော်လွှားပြီးသွားရင်တင့်ကိုပိုရင်ချက်စေဖို့ခံနိုင်ရင်အားကောင်းစေဖို့ဘဝနောက်တစ်ဆင့်တက်ဖို့လိုအပ်တဲ့လေကားထစ်တွေပါအောက်ကိုဘဝမှာထပ်ခါဖြစ်နေတဲ့ပတ်တန်တွေကဘာတွေလဲ overthinking အတွေးလွန်ခြင်းလား procrastination အချိန်ဆွဲခြင်းလားဒါမှမဟုတ် wrong people ကိုယ့်အတွက်မဟုတ်တဲ့သူတွေကိုဆွဲလန်းခြင်းခင်မင်ခြင်းအောက်ကိုအထင်သေးတာလားတန်တရားများနေတာလားကို short တွက်နေတာလားနောက်တစ်ချက်ကကြတော့အစလုပ်ပြီးတော့အဆုံးထိမပြီးနိုင်တာလားပြီးမတတ်နိုင်တာလားဒီဘဝမှာကိုထပ်ခါလုပ်နေတဲ့ပတ်တန်တွေကိုမမြင်ရင်ကိုကဒီနေရာမှာပဲ repeat ဖြစ်နေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပတ်တန်တွေကိုပဲလုပ်နေလို့ပေါ့တော့အဲ့လိုထပ်ခါဖြစ်နေတဲ့ကိစ္စတွေကနေပြီးတော့မေးရမှာကဒီအတွေ့အကြုံတွေကနေဒီထပ်ခါဖြစ်တဲ့ကိစ္စတွေကနေပြီးတော့ကျွန်တော်တို့ကိုဘာသင်ပေးနေလဲကျွန်တော်တို့ကိုဘာ lesson တွေပေးနေလဲတချို့ lesson တွေကကျွန်တော်တို့နာကျင်ပြီးမှရတယ်တချို့ lesson တွေကကျွန်တော်တို့လက်မခံရင်လက်ခံရတဲ့သင်ခန်းစာတွေဖြစ်လိမ့်မယ်ဒါပေမဲ့အမှန်တရားတစ်ခုကလူတိုင်းကတင့်ကို support မလုပ်နိုင်ဘူးလူတိုင်းကတင့်ကိုမကြိုက်နိုင်ဘူးလူတိုင်းကတင့်ကိုမချစ်နိုင်ဘူးအဲ့ဒီအမှန်တရားတွေကိုလက်ခံလိုက်တဲ့အခါမှာခါးသီးပြီးမြင်ကျွန်တော်တို့ဟာညီချမ်းမှုကိုရရှိပါတယ်အဲ့ဒါကြောင့်မလို့သင်ဘာတွေတက်ပဲနာကျင်ခဲ့အရာအလုံးဟာအချီးနှီးမဟုတ်ပါဘူးအဲ့ဒါက lesson ဆိုတဲ့သင်ခန်းစာဖြစ်သွားရင်သင်အတွက်အရှုံးမရှိပါဘူး